ဟယ်လိုမင်္ဂလာပါဒီနေ့ကတော့ပေါ့နော်ကိုသူရိန် TikTok ထဲမှာပေါ့နော်အရန်တွေ့ပြီးတော့ပေါ့နော်အရန်လဲလန့်သွားတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ပေါ့နော်အဲ့ဒီအန်ဒီတယောက်ကပေါ့နော်ဆေးတွေထိုးထားပြီးတော့ပေါ့နော်ဖေလေးကသူကမျက်နှာမှာပေါ့နော်တတ်စာခံနေဆိုပြီးတော့ပေါ့နော်ဆေးတွေထိုးလိုက်တာနှာခေါင်းမှာရောဒီမျက်ခွန်အောက်တွေရောနှဖူးတွေရောပေါ့နော်အများကြီးထိုးလိုက်တယ်ပေါ့နော်အရန်ကြောက်ဖို့ကောင်းတာသူဒီထိုးထားတာဒီဖေလေးမဟုတ်ပါဘူးเนาะဒီပေါ်ကပြထားတဲ့အန်တီကသူထိုးထားတာဖွေလေးမဟုတ်ဘူးအဲ့ဒီဦးလေးနဲ့တလောက်ထားတဲ့တူတွေကအကော်လုံးကပေါ့နော်သူတို့ကလေစီလီကွန်ကိုအရေးကြိုပြီးတော့စီလီကွန်နဲ့ကော်နဲ့ကိုအရေးကြိုပြီးတော့ပေါ့နော်နှာခေါင်းမှာတွေမျက်နှာတွေမှာတွေထိုးပေးတာပါဘာဖြစ်လို့ကိုသူရိန်ကအဲ့လိုမျိုးပြောရဲတာလဲဆိုရင်ပေါ့နော်ကိုသူရိန်စီအမားတယောက်ကအဲ့ဒီအကိုစီမှာစေးတထိုးညီမပြည်ကအကိုစီမှာပေါ့နော်စေးတထိုးပြီးတော့ကိုသူရိန်စီမှာလာပြီးတော့ဖြော်စီလက်ပြန်လှုပ်လို့ကိုသူရိန်ကတိလိုက်ရတယ်သူ့ရဲ့နှာခေါင်းထဲမှာပေါ့နော်သူခဏခဏကြိုက်တယ်ခဏခဏကြိုက်တယ်နောက်ပြီးသွားလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးအပီထွက်တာတွေဖြစ်တယ်ပေါ့နော်ဖြစ်တဲ့ခါကျတော့ကိုသူရိန်နဲ့လက်တိုင်မင်ပြီးတော့ကိုသူရိန်ကပေါ့နော်သူကဆက်စတော့အလုံနာလို့မရတီလို့ကိုသူရိန်ကအကြိုက်ခဲပြောက်စီးတွေပိုးတက်စီးတွေပေါ့နော်အယောင်ရော့စီးတွေပေါ့နော်ပေးတောက်ပြီးတော့ခဏပေးနေလိုက်တယ်ပေးနေပြီးသွားတော့အခုကလေနည်းနည်းတက်တာတဲ့ခါကျတော့အရီလည်းပြန်ပြေးပေးဖြော်တယ်ပေါ့နော်အဲ့ဒါကိုအထဲထဲမှာဒီစေးထိုးထားပေးတာပေါ့နော်သူတို့ကပြောတယ်တသက်စာခံတဲ့ဖေလေးဆိုတော့ပေါ့နော်သူတို့ကထိုးလိုက်တာတဲ့နော်အဲ့အမှားကြီးမှားသွားတယ်မြဲမှတ်တာပါဖေလေးကတသက်စာခံတဲ့ဖေလေးဆိုတာမရှိပါဘူးထိုင်းနိုင်ငံမှာရောဘယ်နိုင်ငံမှာမှမရှိပါဘူးအနည်းဆုံးနှစ်ခံနဲ့ပဲရှိတာပါဖေလေးကတသက်စာခံတယ်လို့ပြောတယ်ဆိုရင်လုံးဝမယုံပါနဲ့ဘယ်စီကန်တိုင်းမှာတသက်စာခံတဲ့စီးဆိုတာထိုးစီးဆိုတာပေါ့နော်မရှိဘူးအဲ့လိုမျိုးထိုးပေးတဲ့စီးတွေဒါတသက်စာခံနေဆိုရင်ပေါ့နော်အဲ့ဒါကလိန်တာပါနော်ကိုထိုးပြီးသွားလို့ရှိရင်ကိုရဲ့အန်ဒီရဲ့ကကိုမျက်နှာတသက်စာတော့ပျက်စီးသွားမှာပါအရန်ကြောက်ဖို့ကောင်းပါတယ်နော်လုံမယ်ဆိုရင်တော့ပေါ့နော်တေးချာချာလေးလာပါတေးချာချာစုံစမ်းပါကောင်းတဲ့ဆရာဝန်တွေနဲ့တေချာတိုင်ပင်ပြီးတော့လောက်ပါနော်ယုံရတဲ့သူစီမှာလောက်ပါကိုသူရိန်ကဒီကနေမြစ်တာခံပါမြစ်တာရက်ခံပါတယ်ကိုကလေလောက်ပြီးသွားလို့ရှိရင်ကိုကလှအောင်လို့လောက်ပြီးသွားလို့ရှိရင်ပျက်စီးသွားတာကကိုရဲ့မျက်နှာပါအခုတော့အဲ့ဒီအကိုလင်မယားကထွက်ပြေးနေတယ်နော်ညီမပြေးမှာထွက်ပြေးနေပါတယ်လူရောက်ပေါင်း1000ကိုတဲ့လုတ်ပေးလိုက်တာတဲ့အကောလုံးလူတိုင်းကအဲ့လိုမျိုးရောင်ကိုင်းပြီးတော့မျက်နှာတွေဖြစ်ကြတာတဲ့အိုးကြောက်စရာအကောင်းဆုံးပဲပေါ့နော်ဖွေလေးကတသက်စာခံနေဆိုပြီးတော့တလုတ်လိုက်တာဟိုကြောက်စရာအရန်ကောင်းတာနော်ဒီအန်ဒီကိုလည်းအရန်တနာဖို့ကောင်းတယ်နော်လှဖို့တွက်လှုပ်လိုက်တာပေါ့နော်ဒီလိုမျိုးမျက်နှာပြက်စီးသွားတဲ့ခါကျတော့ပေါ့နော်သူ့မှာလည်းလုံးဝဝမ်းနေမှာပဲပေါ့နော်အရန်ဝမ်းနေမှာပဲနော်အဲ့ဒီအတွက်ကြောင့်မို့ကိုသူတွေကဒီကနေမျက်နှာရက်ခတ်ပါတယ်နော်ဘယ်စီကန်တိုင်းမှာပဲဖြစ်ဖြစ်တသက်စာခံတဲ့ဖေလေးဆိုရင်ပေါ့နော်လုံးဝမယုံပါနဲ့နော်မရှိပါဘူးနော်မရှိပါဘူးเนาะဒီလောက်ပဲပြောရှင်းပါတယ်ကျေးဇူးတင်ပါတယ်